လာမယ့်16ရက်နေ့မှာစူပါဘွန်းနဲ့နိုရီတို့ဟာဂျပန်နိုင်ငံမှာကျင်းပမဲ့1173ပြိုင်ပွဲမှာခေါင်းပွဲဖြစ်ထိုးသက်ကြမှာပါဒီပွဲကိုသုံးသက်ကြည့်ကြရအောင်ပါအရင်ဆုံးစူပါဘွန်းရဲ့ကစားဟန်ကိုပြောချင်ပါတယ်စူပါဘွန်းဟာ high kick တွေ low kick တွေကိုမျှချေသုံးပြီးကောင်တာကစားတတ်ပါတယ်ပြိုင်ဘက်ကိုရှီကန်ချက်သုံးပြီးခေါ်ကစားတတ်ပါတယ်ပြိုင်ဘက်ကဖွင့်ထိုးရင်ကောင်တာဒူးတွေရှီကန်ချက်တွေနဲ့တက်လုံရွှေပြီးအမှတ်ယူကစားတတ်ပါတယ်စူပါဘွန်းအနေနဲ့ဒီပွဲမှာတာဝန်ရှိုင်းကိုဥပမာယူပြီးအမားတွေကိုတိရှာပြင်ဆင်လာဖို့လိုပါလိမ့်မယ်အမားလုံးမြင်တော့ဒုတိယတာဝန်ရှိုင်းဖြစ်သွားပါလိမ့်မယ်နိုရီကတော့နီးစနစ်သမားပါသူဟာတပွဲနဲ့တပွဲကစားဟန်မတူအောင်ကစားတတ်ပါတယ်ပြိုင်ဘက်ကိုဖိအားပေးကစားတတ်ပြီးပြိုင်ဘက်အမားကိုစောင့်ပြီးအပိုင်ဆောင်ထိုးတတ်ပါတယ်စူပါဘွန်းဟာ35နှစ်ရှိပြီဖြစ်ပြီးတော့နိုရီကတော့32နှစ်ပါနှစ်ယောက်စလုံးဟာအသက်ကြီးတဲ့ဘက်ကိုရောက်နေကြပါပြီနိုရီကသာအစောပိုင်းရှီတွေမှာအလဲထိုးဒါမှမဟုတ်အမှတ်စင်ရည်တဲ့ထိထိုးထားမယ်ဆိုရင်နိုင်ပါတယ်စူပါဘွန်းကတော့အမှတ်ယူဆော့ပါလိမ့်မယ်သူ့အနေနဲ့ဒီပွဲမှာအမားမလုပ်ဘဲနောက်ဆုံးအရှီထိဆွဲခေါ်ဖို့လိုပါလိမ့်မယ်နိုရီဟာနောက်ပိုင်းအရှီတွေမှာတက်လုံကျတတ်ပါတယ်